ဒါလေးကကြတော့မဲသားချက်ထားတာဒါကကြတော့ငပိရေကျူအတို့ပေါ့နော်ဒါကကြချင်ဘက်လေးတွေဒါကကြပဲရီချင်းမုံငါချင်းဒါကကြတော့ကြောင်ရှာသီးချင်းလိုက်ပေါ့နော်ခရမ်းညင်သီးဒါကကြတော့ခေါ်ခါသီးလေးကိုပြုတ်ထားတာဒါကကြတော့ကလေးပဲရွက်ဟင်းညူဒါကတော့ခေါ်ခါသီးနဲ့ကျုံနဲ့ကြော်ဒါကတော့ခရမ်းသီးလေးကိုပင်စိမ်းလေးနဲ့နှက်ထားတာပါဒါကတော့မနေ့ကတော့ကျန်တဲ့နှစ်ချောက်ထိုးဒီနေ့လက်ဆက်တက်မှာပေါ့နော်ဟောပေါ်ရကလေးပဲရွက်လေးတွေဟင်းညူကျုံလို့ပေါ့နော်30က1000နဲ့1000လေးပေးစားတယ်တန်ဟန်းလာဆွေးရမယ်15ကျပ်သားဝဲလာမှလက်တဆုပ်စားရတော့စားမှလည်းပြည့်ရမှာဆိုပြည့်ရမှာများတယ်အရင်နေရောနုလာပဲဖဲကဒါပဲကြက်တယ်ဒီလိုချက်ကောင်းတယ်အရင်ကြီးဈေးပေါ်ပြီးဆိုမှကြုံစားမယ်လုံးလုံးစေတော့ဒီလိုကြည့်တော့ဝါဒီညို့တည်ထားတာတက်တော့ဖြူနီချက်သားမုတ်မန်ပြားကြီးဦးတည်ထားပါတော့ဒါပေါ့ကွက်စူးလာပြီဆိုမှရေလေးကြားနေချင်းစားကန်ဒီကမှအရွက်ခက်လိုက်တော့မယ်တမန်လေးနော်အညာသူဆိုတော့အညာသာရမ်းကြဒါတော့ဒီကမှမကြည့်လို့ဒါအမေသားချက်စားကန်နေဆိုတော့ချက်ပေးနေတာပါကလေးပဲကိုစီဆိုရင်900အောင်ဆိုလှဲကျိုးအောင်စားလို့ရမဟင်းညို့တစ်ဖက်ကို1500ဘူးလားအရွက်ကိုဝယ်ရဒီနေ့ဒါချက်တဲ့ဟင်းလေးပါလို့ဟိုတခါဆိုပြီးဆိုရင်လေဘာနေတိုင်းပြင်းပြင်းချရတော့တနေ့နဲ့တနေ့ပါချက်လို့ချက်အောင်မသိတာအဲ့လိုမျိုးဖြစ်တယ်စဉ်းစားရတာဒါအိမ်အောင်ရှင်မကြီးပဲတည်တယ်နော်အဲ့တော့ပါချက်အဲ့မှမသိဘူးလေတွေးရအောင်ဆိုဒီလိုမျိုးချက်စားကြည့်ပါတဲ့ကျေးဇူးတင်ပါတယ်အားလုံးလည်းစကောင်းကြပါစေချစ်